ကန်ခေအနော်ယထာမင်းမျက်လက်ထက်တော်ခါကအနော်ယထာမင်းဤသမီးတော်စောမေလီကလှပပြီးထမျက်သူတဦးဖြစ်တယ်။တာမန်လက်လုတ်လက်စားမိသားစုတစ်ခုမှာမွေးဖွားခဲ့တဲ့မျက်ထင်ဆိုသူလူငယ်လာသည်ဘာကြီးဖုန်ကြီးကျောင်းမှာကြီးပြင်းလာကအရွယ်ရောက်ခဲ့တယ်။မျက်ထင်သည်မင်းမှုထမ်းကအိုးစားကြီးအကျက်သွေးတောက်ထိုးမတဆင့်ယခုဆိုရင်တက်မှုတဦးပင်ဖြစ်နေလေပြီ။တက်မှုလေးမျက်ထင်သည်ရဲရင်ထက်မြက်သူတဦးဖြစ်ပြီးအမှုတော်ကိုရဲဝံ့စွာထမ်းဆောင်သူဖြစ်သည်။တနေ့မှာနန်းဥယျာဉ်အတွင်းအမှတ်မထင်မင်းသမီးငယ်ကိုမြင်မိရာမှဆွဲလန်းခဲ့တယ်။မင်းသမီးငယ်ကတော့သတိပင်မထားမိခဲ့ချ။တက်မှုလေးရဲ့အသေးတို့ကြေကွဲရသောနေရောက်လာခဲ့ပုံမှာပကံပြည့်ရှင်သည်နှစ်ပြည်တောင်ရီရွှလန်းဖောက်၍သမီးတော်စောမလာကိုထိမ်းများလက်ထပ်တွေ့တော်မူသည်။ထိုနေ့တွင်တက်မှုလေးမျက်ထင်တို့လိုမင်းမှုထမ်းတို့ပင်ပန်းသောတာဝန်များစွာနှင့်လုံးပန်းနေရလာသည်။နောက်ပိုင်းချိန်များကိုတက်မှုလေးမျက်ထင်အထီးကျန်စွာဖြတ်တန်းရင်းနေဆက်တိုက်ပွဲတစ်ခုတွင်ရဲရင်စွာအမှုတော်ထိုင်ရင်းကြဆုံနေလာသည်။တက်မှုလေးမှာချစ်ရသူမင်းသမီးငယ်နှင့်သူချစ်တဲ့ပကံပြည်ကိုအပီးတိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ချစ်ချင်းသည်ချစ်ချင်းပင်ဖြစ်၍ရင်ဝယ်မတ်တာပွေပိုက်ကကြားရောက်လာတာအမှုတော်ကိုကြေပွန်စွာထမ်းရွက်ရင်းကပီးမထိုးသာသူရဲကောင်းတဦး၏နေထိတန်လေတော်သည်